အားလုံးပဲမင်္ဂလာပါကျွန်တော်ပြောခဲ့တာပဲမလားဒီနေ့ရွှေတုပ်ပိုက်ရမယ်လို့အခုကတော့ဗျာရွှေတုပ်ပိုက်ရုံတည်းမကဘူးရွှေတုပ်ပိုက်ပြီးတော့ကားပတ်စီးလို့ရနေတဲ့အနေထားဖို့ဖြစ်နေပြီဗျို့မနေ့က8ခွန်ပေါက်လို့မှမဝါသေးဘူးအခုညနေမိန်ကွက်ထဲက3ခွန်ဆိုပြီးဒဲကြီးကိုထပ်ထွက်သွားပြန်တာဗျို့ဒီနေ့ကျွန်တော်ရဲ့ရှားလက်ကိုပြန်ကြည့်လိုက်ပါဦးမနေ့ပိုင်းမှာ8ခွန်2မိန်ကွက်မှန်သွားခဲ့ပြီးတော့ညနေပိုင်းမှာခွန်3နီကုံသာမိန်ကွက်ထဲကဖတ်သွားခဲ့ပြီးတော့အပိုထက်ဆောင်အနေနဲ့မာကီလား3ညခွန်ပတ်တိအနေနဲ့3ရှေ့ဆိုပြီးတော့တနေ့တည်းမှာတဲ့အကုန်သိမ့်ကြုံပြီးကိုထွက်သွားတာဗျို့ကျွန်တော်ကိုယုံကြည်တဲ့ပရိသတ်တွေအနေနဲ့ဒီနေ့အိတ်ထဲကိုပတ်စံနေအပြည့်ထည့်နိုင်မယ်လို့ယုံကြည်ပါတယ်အခုလို့အရှင်ကောင်းဟေလုံးမှာနောက်ဘက်တွေမိန်ခွက်ဒီမွေးခွက်ဒီယူထားခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်အခုအောက်မှာပေးထားတဲ့ဖုန်းနံပါတ်လေးမှာဆက်သွယ်နိုင်ပါတယ်အကောင်အခမဲ့ပါပဲခင်ဗျာမိန်ကွက်လည်းအခမဲ့ပါပဲကျွန်တော်မွေးကွက်တွေလည်းအခမဲ့ပါပဲဒါမှမဟုတ်ဘိုင်ဘာနေပဲစာဖို့ပြီးဆက်သွယ်ခြင်းနဲ့ဆိုရင်လည်းပဲအောက်ကဖုန်းနံပါတ်ပါပဲဘိုင်ဘာနံပါတ်ပါဘိုင်ဘာမှာလာပြီးတော့မေးနိုင်ပါတယ်အကောင်အခမဲ့ပါပဲမနေ့ဖြန်အတွက်တင်နန်းတွေကိုကျွန်တော်အခုတွက်ချက်ထားပြီးသားပါဒီနေ့လိုမျိုးထပ်ပေါက်ဖို့အတွက်ကကျွန်တော်အစွမ်းလုံးစူးစမ်းပေးထားပါတယ်မနေ့ဖြန်အတွက်အမာကြီးကတော့ခွန်နှစ်3ညပဲဖြစ်ပါတယ်မနေ့ဖြန်နောက်ဆုံးပိတ်ဗျာအိတ်နဲ့လွယ်ုံတယ်မကောက်ကျွန်တော်တို့အမြန်ဆုံးကားဝင်နိုင်အောင်ခိုးချလိုက်ပါဗျာ